Hello အားလုံးပဲမင်္ဂလာပါဒီ blog လေးကစိုးကိုတွားအောင်ရိုက်ထားတဲ့ blog လေးပါဒီ blog လေးရဲ့မှာစိုးကိုအမြဲတမ်းတွားတိုင်းတွားစားနေကြနေရာတွေပြီးတော့ coffee နဲ့လာလေးနောက်လေလို့ပတ်လို့ကောင်းတဲ့နေရာလေးတွေနဲ့ recommend လုပ်တဲ့နေရာလေးပါရမို့လို့ဆုံးထိကြည့်ပေးပါအောင်နော်စိုးကိုတွားတိုင်းအမြဲတမ်းမြုံတုံးမှာတည်ဖြစ်တာဆိုတော့တဲတဲ့နေရာနားမှာပဲမုံသွားစားတယ်ပြီးတော့နည်းနည်းလေးနောက်ကြမှာရောက်သွားတော့ညသာစားရင်လည်းစူရန်ဂျန်했답니다. 그때 왜 20만 원 나왔는지 이유를 나는 모르겠어요. 달리아 outfit 봐. 이게 낫겠지 이거보다. ဒီဆိုင်လေးကတော့မြောင်းတုံးထဲမှာပဲရှိတဲ့ accessory ရောင်းတဲ့ဆိုင်ပေါ့နော်မိန်းကလေးတော်တော်များကြိုက်ကြမယ်ထင်တယ်ခေါင်းစချီဆုံးလိုချင်တဲ့ accessory အားလုံးဒီပါရှိရပေါ့နော်အထက်ကလည်း3-4လွှာထိရှိမယ်ထင်တယ်အများကြီးပဲပစ္စည်းလည်းရမ်းများပြီးတော့ရွေးလို့မနိုင်တဲ့အထိရမ်းများတယ်အခုဆိုရင်တော့ scarf ရွေးနေရဒီဇိုင်းတွေလည်းအများကြီးအရောင်လှလေးလည်းအများကြီးဆိုတော့ဘာရွေးလို့ရွေးရမှမသိဘူးဆိုတော့နိုင်ဝက်လောက်ပဲကြည့်ဖို့ဝင်သွားမယ်ဆိုပြီးတော့တနားရီခွဲ2နာရီလောက်ကြာမှပြန်ထွက်လာတဲ့ဆိုင်လေးပေါ့နော်ကိုယ်စပင်ရှည်ရလို့ဆိုတော့ hair accessory နဲ့ပတ်သက်တာဆိုရင်အများကြီးပိုပဲဖြစ်တယ်။ဘာရွေးလို့ရွေးရမှမသိအောင်တကယ်များတာ။နောက်ဆုံးမရွေးနိုင်တဲ့ဆုံးလက်လျှော့ပြီးတော့ရွေးထားတဲ့ပစ္စည်းလေးပဲရှင်းပြီးတော့ပြန်လာခဲ့လိုက်တာ။ဒီကြိုးလေးဆိုလို့ရှိရင်လည်းကြည်နေနေတော့ငါတော့ပြီးမှဝယ်မယ်ဆိုပြီးတော့တွေးထားပြီးတော့တကယ်ပတ်စံလည်းရှင်အောင်နောက်သွားယူလည်းမေ့သွားပြီးတော့မှ 무겁긴 하겠네. အခု blog ပြန်ပြီးတော့ edit လုပ်မှဝယ်လို့မေ့သွားမှတည်တာပေါ့နော် 진주. အင်ကြီးလေးဆိုလို့ရှိရင်လည်းဒီဇိုင်းဆုံးအယောင်ဆုံး vibe အစုံနဲ့အများကြီးပေါ့နော်ပြီးတော့နိုင်လို့အိတ်တို့ accessory လည်းအများကြီးရှိတော့မြုံသုံးဘက်ရောက်ဖြစ်တယ်ဆိုရင်ဝင်ကြည့်ဖို့အတွက် recommend ပေးခြင်းတဲ့ဆိုင်လေးပါပြီးတော့ lunch ကိုတော့မြုံသုံးထဲမှာပဲယူကနေမှာလာစားပါတော့ထကိုင်ဘီကိုအရန်ကြိုက်တော့ယူကနေမှာပဲသွားစားလိုက်ပါတယ် 맛있겠다. 엄청 예쁜 뷰가 있어. နောက်ပြီးတော့ coffee ဆိုင်ကိုလည်းမြုံသုံးထဲမှာပဲထိုင်ပြပါတယ်ဒီ coffee ဆိုင်လေးကမြုံသုံးဆောင်တန်းကိုမြင်ရပြီးတော့အရန်လာတဲ့မြုံသုံးဆောင်တန်း view နဲ့ဆိုင်လေးပေါ့နော်ဝင်ချင်းမှာလူတွေရမ်းများပြီးတော့ခဏတော့စောင့်လိုက်ရတယ်အခုထိုင်နေတော့ကလည်းပဲနောက်မှာအစ်စ်ဝင်လာတဲ့လူတွေစောင့်နေတဲ့လူတွေအများကြီးပေါ့နော်တပုံဝင်လှလှလေးအရန်ရိုက်လို့လှတဲ့ coffee ဆိုင်လေးဆိုတော့မြုံသုံးဘက်ရောက်ဖြစ်တယ်ဆိုရင်တစ်ခါတော့သွားကြည့်ဖို့ recommend ပေးရဆိုင်လေးပါပြီးတော့မြုံသုံးကနေပြီးတော့ဒုံမျိုးရှိကြအောင်တက်ဆီနဲ့သွားနေရပါတော့ဒီ vintage ပုံစံမျိုးအဝတ်စားတွေအသုံးဆောင်တွေအကုန်လုံးကိုဈေးတပေါ်နဲ့ဝယ်လို့ရတဲ့နေရာလေးပေါ့နော်အဲ့လိုအင်ကြီးပေါင်းပြီးဆိုလို့ရှိရင်အဲ့လိုအပေါ်ကြီးနဲ့ပုံထားပြီးတော့တူကိုအဲ့လိုဝင်ရွေးနေကြတာ9000 1000အဲ့လိုဝင်ကျင်တယ်အရန်လဲဈေးမများဘူးနောက်ပြီးရွေးတတ်မယ်ဆိုလို့ရှိရင်အင်လှလေးလည်းအများကြီးရှာလို့ရတယ်ဒီတစ်ခေါက်တော့မှအဲ့ကနေအင်လှလေးအများကြီးရွေးလာပါပေါ့နော်ပြီးတော့ဖေးနာလူတွေနဲ့အဲ့လိုမျိုးဝိုင်းပြီးရွေးရပျော်ဖို့လည်းကောင်းတယ်ပေါ့နော်အင်ကြီးဝတ်စားရမ်းကြိုက်တဲ့ကိုအတွက်တော့အရန်ကိုကြည်နဲ့ခဲ့ရတဲ့နေရာလေးတစ်ခုပါပြီးတော့ဒီ coffee ဆိုင်လေးကမြုံသုံးထဲမှာပဲရှိရဲ့ coffee ဆိုင်လေးပေါ့နော် Chinese တန်ရုံကိုမျက်နှာချင်းဆိုင်ထားတဲ့ coffee ဆိုင်လေးအထဲမှာ pre burger တွေလည်းရမ်းလာတယ်အရန် vintage ဆန်နဲ့ vibe လေးနဲ့ coffee ဆိုင်လေးပေါ့နော်ကိုကဖုံးအားသွင်းထားပြီးလုပ်စရာမရှိလို့အဲ့လိုဖြစ်နေရပါဒီ coffee ဆိုင်လေးကိုလည်းမြောင်းသုံးနဲ့ရောက်ဖြစ်တစ်ချက်လောက်တော့တွားကြည့်ဖို့ recommend ပေးပါရှင်
핸드폰 충전해놔서 심심해요. ပြီးတော့ပြန်တဲ့လမ်းမှာဇာရာမှာအင်ကြီးလာလေးဗာလေးရှိလဲဆိုပြီးတော့ဝင်ကြည့်ပါတယ်ဒီအင်ကြီးဝါလေးကအပြင်ကြည့်ရဲ့ look လေးကအရန်လာလို့ဝတ်ကြည့်မယ်ဆိုပြီးတော့ဝတ်ကြည့်ပေးမယ်တကယ်ခန္ဓာကိုယ်မှာဝတ်ကြည့်တော့နည်းနည်း fit မဖြစ်တဲ့ခံစားချက်ဖြစ်နေတော့လှရတယ်သဘောကျပြီမယ်လေနောက်မှပဲပိုလှရလေးယူပါမယ်လေးဆိုပြီးတော့ထားခဲ့လိုက်ရတဲ့ dress လေးပေါ့နော်ပြီးတော့ snack တိုက်တယ်လို့ဆိုတော့ snack တွေဝင်လာပါတယ်အစားတော့ကြိုက်တဲ့မုံရှင်ဝယ်မယ်ဆိုပြီးတော့စိုင်နေရလဲရမ်းများပြီးရွေးစရာရမ်းများတော့ဘာဝယ်လို့ဝယ်ရမှမသိပဲနဲ့တွေ့ရတယ်ကောက်ထည့်လာပြီးတော့ပဲဝယ်ခဲ့လိုက်ပါတယ်ဒါတော့ဒီကိုပြန်နေပါပြီဒီ vlog လေးကိုလည်းအကုန်လုံးသဘောကျမယ်လို့ထင်ပါတယ်ရှင်နောက် vlog တွေမှာပြန်တွေ့ပါမယ်နော်